ကဲသာသနာဖြတ်နောက်တစ်ယောက်တော့ထပ်ပေါ်လာပြီနော်ဒီသာသနာဖြတ်လဲသာသနာဖြတ်တို့သွားရလမ်းအတိုင်းအချုပ်တွေကိုဒါစံမြန်းဖို့သွားနေပြီဖြစ်ပါတယ်နော်ဟုတ်ကဲ့ဗီဒီယိုလေးကိုကြည့်လိုက်အောင်နော်မင်္ဂလာပါအခုပြောပြချင်တဲ့ဗီဒီယိုလေးကတော့တနင်္လာရီတိုင်းဒေသကြီးကျွန်တော်ဒဝယ်မြို့မှာရှိတဲ့ယထာဘူဒပရိပတ်တိဒီရိတ်တာဆိုရင်အဲ့လိုမျိုးရှိတာပေါ့နော်အဲ့ဒီမှာဆိုလို့ရှိရင်ဥယျာဉ်ချင်းလုံးအမြင်ရှိတဲ့ဒီမျိုးသားတစ်ယောက်ကဆိုလို့ရှိရင်သူကတန်ဃာတွေတုံးတဲ့ယထာအောင်နေပြီးလို့ရှိရင်ဒီပလင်မှာထိုင်ပြီးတော့ထီးပြူဆောင်ပြီးတော့သူကတရားပြတယ်တရားဟောတာပေါ့နော်အဲ့ဒီဗီဒီယိုတွေအဲ့ဒီပုံတွေကဒီရက်ပိုင်းမှာ line ပေါ်တက်လာလို့ဒီတဝယ်ကသာသနာရေးရတာဝန်ရှိတဲ့လူတွေကသူ့ကိုဖမ်းဆီးပြီးတော့295နဲ့အမှုဖွင့်လာတာပေါ့နော်ဒီဥယျာဉ်ချင်းကဆိုလို့ရှိရင်အသက်50ဝန်းကျင်လောက်ရှိပြီးတော့ဒီပရိပတ်တိသာသနာရိပ်တာကိုသူဖွင့်လာတာ10စုနှစ်တခုလောက်ရှိနေပြီလို့ဒါဒေတာခံတွေကပြောတာပေါ့နော်နောက်ပြီးတော့သူကသာသနာမှာသူကလိုက်တူပပြီးတော့ပလင်ပေါ်မှာထိုင်ပြီးတော့တရားဟောတယ်ဒီတန်ဃာတွေကင်တဲ့အတုံးဆောင်တွေကိုကင်တယ်ပြီးလို့ရှိရင်လမ်းလျှောက်တဲ့ချိန်ကျလို့ရှိရင်လည်းဒီကြာပန်းပုံစံကြာပန်းခွက်တရံရှိတဲ့အဲ့ဒီကြာပန်းဒီပေါ်မှာလမ်းလျှောက်တယ်ဒီကနေအပရိသတ်တွေကလည်းဒါလက်အုပ်ချီပြီးတော့ဘေးကနေနေကြပြီးတယ်ပေါ့နော်ပြီးလို့ရှိရင်ထီးဖြူတွေစောင်းတာပေါ့အဲ့အတွက်ကိုဒါသက်ဆိုင်ရာတွေသာသနာညှိုးနှွမ်းနဲ့ဒါမှုဖွင့်ထားတယ်နော်လက်ရှိမှာတော့သူ့ကိုအချုပ်တဲ့ပို့လိုက်ပြီလို့သိရတယ်နော်ဟုတ်ကဲ့ဒီလိုသာသနာဖြတ်တွေကိုဒါ line ပေါ်တက်လာတော့မှဒါအေးအေးယူကြတဲ့ဖြစ်စဉ်တွေဒါအများဆုံးမြင်နေရတာပေါ့နော်ပုံမှန်ဆိုလို့ရှိရင်သူတို့မြင်နေတွေ့နေရတာတော့သူတို့မသိချင်အောင်ဆောင်နေတဲ့သဘောမျိုးရှိတယ်ဒါ line ပေါ်တက်လာလို့လောက်ကြပါအောင်ကဲကြပါအောင်ဆိုတော့မှအဲ့တော့မှဒါအေးအေးယူကြတာပေါ့နော်ဒီလိုလူမျိုးတွေလည်းအများကြီးရှိအောင်မလို့ဒါထင်တာပေါ့နော်မင်းနဲ့ပတ်သက်ပြီးတဲ့နောက်ပိုင်းမှာရင်နဲ့မတူပြောင်းလဲသွားတဲ့ငါရဲ့ ဟောဒီစောက်ဒီဇိုင်းထားဒါတွေကိုရောက်တိုင်းမှာရှောက်ပတိုင်းညာရှောက်နိုင်တာဒီနေ့တော့ကီတပေါက်တိုင်းမှာတပေါက်တိုင်းမှာရှောက်ဒီဇိုင်းငါရှောက်မနိုင်ပါကြောက်ရိုင်းငါရင်တော့ငါတော့ကြောင်လေး